ထိုင်နှမ်းပါဦးကိစ္စတော့ကိုတင်ညို့ပြောရမယ်ဆိုရင်လာရင်ကိစ္စရတော့အဲ့ဒါကျွန်တော်ကလိဆန်စရင်လာကောက်ထားလို့ရဩဘယ်နဲ့ဒီရေးရောပြောတဲ့ကိစ္စဟုတ်တယ်ငါရတယ်လေအဲ့ဒါတော့ငါအိမ်ရှိတဲ့စရင်ငါပြရမှာမဟုတ်လားဟုတ်တယ်ငါရတယ်မအဲ့ဒါမကိုတင်ညို့ခင်ဗျားအဖေနာမည်ဘယ်သူလို့ဦးထွန်းကြီးကွာဦးထွန်းကြီးအမေနာမည်ဒေါ်စိုးကြီးညီကိုမောင်နှမအဲ့လိုဘယ်နှစ်ယောက်ရှိ9ယောက်ဟာလားယောက်ျားလေးကဘယ်နှစ်ယောက်ယောက်ျားလေးက9ယောက်မိန်းကလေးက2ယောက်မိန်းကလေးက2ယောက်မိန်းကလေးတွေကတချိအပြိုတွေလားအိုးတွေလားအမအိမ်အောင်ကြသွားပြီကွာအိမ်အောင်ကြသွားပြီအိမ်အောင်ကြသွားပြီဆိုအိမ်အောင်ဘယ်နဲ့ဆက်လဲတစ်ခက်ပါလေငါကြည့်ကြတော့ဟလာအငယ်မအပြိုပဲရှိသေးအပြိုပဲရှိသေးတာသူ့မှာရေးသားတွေဘာတွေရောရှိသလားခင်ဗျာမင်းကိုစရင်လာကောက်တာဗာစရင်ကောက်တာကျွန်တော်တလိဆန်စရင်တလိဆန်စရင်ကောက်တာငါနှမတွေမင်းနေတော့ဗာလေငါနှမတွေကကျွဲနေနွားတွေဟမ်ကျွဲနေနွားတွေလားမဟုတ်ရောပြီးတော့ကျွန်တော်မျောပြီးပါသွားတာမင်းပြောတဲ့ထဲမှာငါနှမတွေကကျွဲနေနွားတွေနဲ့ပြောပါဦးပါလားဦးတင်ညိုပြီးပါကျွဲနေနွားတွေဟုတ်တယ်မသူစကားမသွားလို့ပါလောလောဆယ်မှာတကောင်နဲ့တကောင်လေးပဲလားတကောင်ဘာတကောင်လဲမဟုတ်ဟဲ့ကောင်ဘာတကောင်လဲဟဲ့ကောင်တယောက်တည်းရှိတယ်လောကြောင့်ဦးတင်ညိုတယောက်တည်းဟုတ်ပါတယောက်တည်းလောကြောင့်မှလူကိုပြစီလာရင်အကြောင်းကတော့တခြားတော့မဟုတ်ပါဘူးကျုပ်တို့မင်းအဲ့ဒါပြောလိုက်စမ်းဒီပြောမယ်နောက်ပါတော့မယ်လောလောဆယ်ဒီဆောက်ထားတာလေးသဘောကျတယ်ဒီနှစ်တဲလေးကမဆုံးတော့ငါကိုလည်းဆောက်ထားတာကောင်းတယ်ဟာဒါလူနေတဲ့အိမ်ဘယ်နဲ့တည်းရမှာလို့ကျွန်တော်တို့ကဒီနွားစင်းတိတ်ဆန်စင်းလာကောင်းနဲ့ရောသွားလို့ဟုတ်ဘယ်နှကောင်ရှိလို့တကောင်နဲ့ပါကွာတကောင်နဲ့နေရောကောင်းရဲ့ဟိုလေနေရောကောင်းရဲ့လားလို့နေကောင်းရဲ့လားနေလို့တော့မကောင်းဘူးကွာချောင်းကလည်းအမြဲဆုံးနေအဲ့လိုချောင်းဆိုအဲ့ဆိုခွာနာရှာလာဖြစ်နေညကြတော့လေအဲ့လိုကမပြောပါဘူးကွာတနေကုန်ခိုင်းထားတာခိုင်းတာများလို့သွားလာများလို့လားမသိဘူးခြေတော့တွေကလည်းညောင်းကိုက်မဲပြုံးစီလေးလိမ့်နိုင်မတက်တာလားဟုတ်လေအခါကျတော့စကြက်လေးပါလေဖြုတ်ပေးရမှာပေါ့ငါကြောင်းပေးရဟုတ်တယ်လေမင်းကွာခုဆိုးတာကညလက်နိုးတာအဲ့ဒါအဆိုးဆုံးရှင်ကြိုက်လို့ဖြစ်မယ်ကျွန်တော်ချတော့ဒီကောက်ရိုးကမီးမြိုက်ပေးရမယ်ဟုတ်လားဖြစ်တယ်လို့စားနေတာပဲကွာဟိုနှစ်ပတ်တို့ပါလို့ကျွေးရလားနှစ်ပတ်တို့ပါလို့နှစ်ပတ်ကောက်ရိုးတို့နှစ်ပတ်တို့မင်းဒီကိုကျွေးဟုတ်လေနွားလေဟမ်နွားဘယ်နွားကိုပြောနေတာလဲဟိုကျွန်တော်နွားကြောင်ပြောနေတာလေဟဲ့ကောင်ငါတမ်းမရေးကိုမေးတယ်မလို့ငါပြောနေတာမဟုတ်ကျွန်တော်တို့ကနွားကြောင်ပြောနေတာဘယ်နွားကြောင်တို့မင်းအဖေလောက်ရှိတဲ့ဟာယူတော်ကဘလို့မင်းနေစမ်းပါကျွန်တော်ချစ်မွေးကိုမသိနဲ့ဟာတင်စင်းနေလို့ပေမလိုက်တာကွာဘာလူတွေ့လို့ပြောထက်မယ်ကွာဘာလူလို့ဦးလေးတစ်ခေရဲ့အလူအတွက်လိုက်ကောက်ခံတာမဟုတ်တယ်ကျွဲနွားစင်းတွေလိုက်ကောက်နေတာအဲ့ဒါဒီအိမ်မှာကျွဲနွားစင်းဘယ်နှကောင်ရှိတယ်အဲ့ဒါသိကျင်ဒီရွာကျွဲနွားလားဟိုဘက်ရွာကျွဲနွားဟမ်ဟုတ်လေဟိုဘက်ရွာနဲ့မဆိုင်ဘူးဟိုဘက်ရွာနွားကိုမီးတာမဟုတ်ဘူးလေနေသမောဟိုဖက်ရွာနွားလားဒီဖက်ရွာနွားလားလို့မင်းနေရအောင်ရှင်ကဟိုဖက်ရွာမှာနွားဘယ်နှကောင်သွားထားသေးတယ်ဟမ်ဒီမှာအလောက်ကင်လေးကလည်းကောင်းရုပ်ရည်လေးကလည်းရှိနေသေးတယ်ဆိုတော့ဘာလဲလှေကြီးပေါ်မှာလှေငယ်တင်ဖို့စဉ်းစားနေရလားမဟုတ်ရဘူးတင်ကြီးမဟုတ်ရပါဘူးတင်ကြီးဘုရင်ကလည်းမလေးတင်ကြီးရလည်းအခြားတယောက်နေစရာရင်ဝင်မှာနေရမရှိပါဘူးတော်လည်းမမောတယ်ဆိုပြီးတော့တယောက်တည်းထိုင်နေတော့တင်ကြီးကန်လာမယ်ကြီးဒီဘောက်ကိုအမောပြေတော့မယ်သူပါဝေးနော်တေးချတယ်နော်အိုးစေတဲ့စေကဘာကိုရီကမတင်ကြီးပြဦးလေး
ဟိုကျွန်တော်နွားကိစ္စလေးဖြတ်လိုက်အောင် ဟိုကျွန်တော်တို့ပြန်သွားပါပဲဦးလေးတို့ငယ်မှုပြန်လဲဇာလန်းလေးကိုဆက်ကပေါ့နော် အေးတော်ပဲကွယ်မင်းတို့ကတည်င်းကားလေးမေ့သွားတာ